ဇလန်းရဲ့အစမှာတော့တချိုင်းပြောင်းရွှေ့သူဆရာကြီးကင်မင်းကမြုပ်နှံမဲ့နေရာကမြေကိုလက်တဆုပ်စာကောက်ယူပြီးအရသာဆန်းနဲ့အရသာပုံမှန်ဖြစ်မှသာမိသားစုအတွက်အုပ်ကူကိုဖွင့်ဖို့ပြောတယ်ဒါပေမဲ့ဒီနေ့တော့ကင်မင်းဟာမကင်တဲ့အရာနဲ့ကြုံနေရတယ်လို့ပဲကူပတ်လေကမြေကြီးကိုစမ်းကြည့်တော့သူ့မျက်နှာထားချက်ချင်းကြီးတင်းသွားတယ်ခေါင်းမောကြည့်တော့ကူရှိကြောက်တိုင်မှာနမဲတောင်မရေးထိုးထားဘူးအနားဆုံးမှာစာကြောင်းတစ်ကြောင်းရေးထားတာကိုတတိထားမိလိုက်တယ်ဒါနဲ့ကူထိတ်မှရက်ပြီးအဝေးကိုကြည့်တော့ပိုပြီးစိတ်မချမ်းသာဖြစ်လာတယ်ဒါနဲ့မိသားစုကိုဒီနေရာကိုဘယ်သူရွေးချယ်ခဲ့တာလဲလို့မေးတော့အင်ရှင်ကသူ့ရဲ့အဖိုးဟာဒုတိယကမ္ဘာစစ်အတွင်းဂုံတွင်းကြီးခဲ့တဲ့ပုံကိုလို့ပြောကသူတည်ဆုံးချိန်ကတချိုင်းတူးဖော်မှုတွေအကြီးအကျယ်ဖြစ်နေတော့ရှေးရိုးဆွဲဆရာတယောက်ကကာကွယ်ဖို့အတွက်ဒီနေရာကိုရွေးချယ်ပေးပြီးကြောက်တိုင်မှာနမီမထွင်းခိုင်းခဲ့ဘူးလို့ပြောတော့အင်ရှင်ရဲ့အဖြေကရုတ်တိတံပေမဲ့ဆရာကြီးရဲ့စိတ်ထဲအစင်မပြေလို့ဒီအလုပ်ကိုညှင်းပယ်လိုက်တယ်ဒီအချက်ကကင်မင်းရဲ့လုပ်ဖော်ကိုင်ဖက်ကိုအရန်တော်သက်ထွက်စေတယ်ဘာလို့လဲဆိုတော့အင်ရှင်ကသူတို့အတွက်အနားယူဖို့ရတဲ့အထိပိုက်ဆံအများကြီးပေးထားလို့ပဲဆရာကြီးကတော့စိတ်ရှုပ်ထွေးနေပြီးသူအလုပ်လုပ်တာနှစ်30အတွင်းဒီလိုကြမ်းတမ်းတဲ့မြေကိုမကြုံဘူးလို့ဆိုကမြေရဲ့အရေးရောင်ကအရန်ဆိုးနေရဲ့တောင်ပေါ်တက်ကြတဲ့အခါတောင်တစ်ခုလုံးကိုတီးတက်နေမြေလိုခြံရံထားတာတွေ့ရတယ်တောင်ထိပ်ကအတန်ကလည်းအရင်ကထက်ပိုပြင်းနေရပြီးတော့ကူပတ်လယ်မှာမြေခွေးတွေတွေ့ရတယ်မြေခွေးတွေဟာတချိုင်းမြေကိုသူတို့နယ်မြလို့မယူတတ်တော့ကိုရီးယားလူမျိုးတွေကမြေခွေးရှိတဲ့နေရာကိုဂူမြုပ်ဖို့မတင်ဘူးလို့ယူဆကြတယ်ဒါအပြင်ကင်မင်းကဒီနေရာဟာကျိန်စာတစ်နေရဲ့မြေမကောင်းဆိုးဝါးတွေမွေးထုတ်ပေးတဲ့နေရာလို့မြင်နေဒီမှာတမင်တက်မြုပ်နှံရင်လူတွေဒုက္ခရောက်နိုင်တယ်လို့သူထင်တယ်ဒါဟာအရန်အန္တရာယ်များပေမဲ့ကင်မင်းရဲ့လုပ်ဖော်ကိုင်ဖက်ကဒီအခွင့်အရေးကိုစွန့်လွတ်ဖို့မလိုလားဘူးဒါနဲ့အားလုံးအင်ရှင်စီသွားပြီးတိုင်ပင်ကြတယ်အဲ့ဒီမှာအင်ရှင်ရဲ့ဒုက္ခတွေကိုသိလိုက်ရတယ်သူ့အဖိုးဆုံးပြီးနောက်ပိုင်းအိမ်မှာမထင်မှတ်တာတွေဖြစ်လာခဲ့တယ်အင်ရှင်ရဲ့ဖခင်ဟာလှုပ်ရှားမရဖြစ်ပြီးထိုင်ကုန်မှာပဲထိုင်နေရတယ်သူ့ညီကလည်းဘာကြောင့်မှမသိစိတ်ယောဂဖြစ်ကကိုအဆုံးစီရင်သွားတယ်ဒီမတိုင်ခင်အင်ရှင်ဟာအခြားရှေးရိုးဆွဲဆရာတွေကိုလည်းခေါ်ပြီးကြည့်ဘူးပေမဲ့ဘသူမှသူ့အဖိုးအုပ်ကူကိုမကင်ဝန့်ကြဘူးနောက်ဆုံးမိသားစုအားလုံးအမေရိကကိုပြောင်းသွားကြတယ်အဖိုးကနေဝေးရင်ပေးကင်းမယ်လို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့သူတို့မလွတ်ကင်းသေးပါဘူးအင်ရှင်ရဲ့ဇနီးဟာကိုဝင်ဆောင်ပြီးကလေးမွေးဖွားရခက်ခဲပြီးမွေးလာတဲ့ကလေးကလည်းအဆက်မပြတ်ငိုနေတဲ့အမေရိကကအကောင်းဆုံးဆေးရုံတွေမှာတောင်အကြောင်းရင်းမရှာဖွေနိုင်ကြဘူးဒါကြောင့်အင်ရှင်ဟာသူတို့မိသားစုကိုကာကွယ်ဖို့ခက်ခဲနေတယ်ဒါနဲ့အင်ရှင်ကဝိညာဉ်တွေနဲ့စကားပြောနိုင်တယ်ဆိုရဲဂျင်မဆိုရဲ့မော်ဆရာမကိုရှာဖွေဆက်သွယ်တယ်ဂျင်မဟာကလေးရဲ့မျက်လုံးကြည့်ပြီးသူတို့ရဲ့ဘိုးဘွားတွေမှာပြဿနာရှိတယ်ဆိုတာသိလိုက်တဲ့အင်ရှင်အဖိုးရဲ့လိညင်ဟာတော့ကရောက်နေပြီးတားမြေးတွေကိုဒုက္ခပေးနေတယ်လို့သူမခံမှန်းတယ်ဒါပေမဲ့သူမကရှေးရိုးပညာနဲ့ဂူတင်းချိုင်းကိစ္စမှာမကျွမ်းကျင်တော့ကင်မင်းနဲ့ရောင်းဝုံတို့ကိုပူးပေါင်းဖို့တောင်းဆိုတယ်အင်ရှင်ရဲ့ဇလန်းကိုကြားပြီးတဲ့နောက်ကင်မင်းဟာဒီကိစ္စကမရှောင်သာတော့ဘူးလို့နားလည်သွားကကြောက်တိုင်မှာထွင်းထားတဲ့စာသားဟာဂူရဲ့တီနေရာကိုဒီနှိတ်တွေဖြစ်တယ်မြေခွေးဆရာလို့ခေါ်တဲ့သူကဒီလိုနေရာမျိုးရေးချယ်ထားရင်သူ့မှာရှိုးဝက်ချက်ရှိမှသေးကြတယ်ဒါပေမဲ့သူကတော့မကင်တွေရဲသေးဘူးအားလုံးတိတ်ဆိတ်နေတုန်းဂျင်မဟွာကဒီအချိန်မှာအကောင်းဆုံးနဲ့လန်းကအခမ်းအနားလုပ်ပြီးဝိညာဉ်ခေါ်ယူဖို့ပဲလို့ပြောတော့ကင်မင်းကြီးကပူဇော်ပတ်တဲ့အခမ်းအနားကိုစိတ်မပါပေမဲ့လက်ခံလိုက်တဲ့ဂျင်မီရဲ့တောင်းဆိုချက်အရဝငါးကောင်ရဲ့ကူတင်းချိုင်းကိုတူးဖော်ဖို့လူ9ယောက်ခန့်အပ်တဲ့ဘုံဂျုံကမြင်းသွေးကိုယူပြီးသူတို့ရဲ့စံပင်နှဲငယ်ကိုဖျက်ယူကဝဲရဲ့ပါဆက်ထဲတယ်ဒီလိုလှုပ်ခြင်းအပြင်ဂူထဲကလိညင်ရဲ့အာယုံဟာဂူကနေဝက်တွေစီကိုပြောင်းသွားစေတယ်ဒီနောက်မှာဂျင်မဟာတဆေနင်းနဲ့နေကိုသုံးပြီးဘုံဂျုံကဘေးမှာထိုင်ကစီတီးရင်မနန်ရွတ်တဲ့ဂျင်မဟွာကတော့လက်နက်ကင်ထားပြီးမိစီတဲ့လက်နှစ်ဖက်ထဲမျက်နှာမှာအာလူဘီဓာတ်နဲ့ထိုးပြတယ်ဒါပေမဲ့သူမထိခိုက်ပါဘူးဒါဟာနတ်ဖျားတွေကသူမကိုကာကွယ်ထားတယ်ဆိုရဲတက်သေးပဲအဲ့ဒီအချိန်မှာပဲအင်ရှင်ကဂူတင်းတူးဖော်မှုဆက်တင်ဖို့အချက်ပြတယ်အုတ်ဂူကိုတွေတူးနေစဉ်ဂျင်မဟွာကဝငါးကောင်ကိုအဆက်မပြတ်ထိုးနေတဲ့အဓိကရည်ရဲ့ချက်ကဂူတင်းချိုင်းကိုမကောင်းဆိုးဝါးတွေတတိမထားမိအောင်လို့ပဲကင်မင်းကတော့စိုးရိမ်နေတော့ဘာများမထိန်ကျုံနိုင်တာဖြစ်မလဲဆိုပြီးဂူတင်းချိုင်းကိုကြည့်နေရဲ့ကန်ကောင်းကျင်တော့နာရီဝက်အကြာမှာဂူတူးသမားတွေတစ်သားကောင်းတိုင်ကိုတူးဖော်ပြီးသွားတယ်ကင်မင်းနဲ့ရောင်းဝုံတို့ဆင်းသွားတဲ့အခါခါယိုတဲ့အထိချမ်းစိမ့်သွားတဲ့နှစ်ယောက်သားခေါင်းတိုင်ပေါ်ကမြေလွှာပေါ်လျှောက်သွားတော့ခေါင်းတိုင်ပေါ်မှာအနီရောင်ထဲစအုပ်ထားတာကိုတွေ့ရတယ်အခြားလူတွေမမြင်ရပေမဲ့အတွေ့အကြုံရင်းနဲ့ကင်မင်းကြီးကတော့ဒါဟာဂျပန်တွေရဲ့မြုပ်နှံမှုပုံစံဖြစ်တယ်ဆိုတာချက်ချင်းသိလိုက်တဲ့အနီရောင်ထဲပေါ်မှာသူ့အဖိုးရဲ့ယာရုနဲ့နေရာရေးထားတယ်အဲ့ဒီအချိန်မှာကင်မင်းကြီးနားလည်သွားတယ်ဘာကြောင့်အင်ရှင်ကဒီလောက်ငွေကြေးများပေးရတာလဲဆိုတာဖြစ်ချင်တော့သူ့အဖိုးဟာကိုရီးယားသူရဲကောင်းမဟုတ်ပဲဂျပန်ဖက်စစ်တွေနဲ့ပူးပေါင်းခဲ့တဲ့တစ္ဆာဖောက်တယောက်ဖြစ်နေရဲ့ဒါကြောင့်မို့လို့ကြောက်တိုင်မှာနမီမရေးထိုးရတာပဲသူတို့အနီရောင်ထဲကိုဆွဲဖယ်လိုက်တဲ့အခါအခေါင်းကိုအကောင်းစားတစ်သားနဲ့ပြုတ်လုပ်ထားတယ်ဆိုတာသိလိုက်ရတယ်ဒီနှစ်ကာလမှာအခေါင်းလုပ်ဖို့သုံးတဲ့တစ်သားမျိုးပဲမင်းမျိုးနွယ်တွေပဲသုံးကြတယ်ကင်မင်းကြီးကဒီလိုအဆင်ပြေတာကိုမြင်ရတော့စိတ်သက်သာရရတယ်ကင်မင်းကြီးကဒီကူထဲမှာမထွက်ခွာသေးတဲ့ဝိညာဉ်တွေကိုချင်းချောက်ဖို့ဗိုလ်ချုပ်ပုံထွင်းထားတဲ့ရှေးခေတ်တင်ကားပြားတစ်ပြားကိုကူထဲပစ်ချတယ်တင်ကြိုသူတွေကိုဒီနေ့အသားမစားဖို့ပြောပြီးအခေါင်းကိုကားပေါ်တင်လိုက်ကြတယ်
ဂူတူးသမားတွေကတော့တင်ချိုင်းပစ္စည်းတစ်ခုခုရမလားဆိုပြီးဆက်တူးနေကြတယ်ဒါပေမဲ့မတူးရသေးခင်မှာပဲအနီနဲ့အနက်ရောင်မြေတကောင်ပေါ်လာတယ်ဒါပေမဲ့သူ့ခေါင်းကဆမင်ရှည်မျိုးသမီးပုံစံဖြစ်နေတဲ့ဂူတူးသမားကလန့်ပြီးဂေါ်ပြားနဲ့ထိုးလိုက်တော့မြေနှစ်ပိုင်းပြတ်သွားတယ်မြေရဲ့ခြေခွဲဖွယ်အတန်ကတောင်တစ်ခုလုံးမှာပဲပဲ့တင်ထက်သွားပြီးဟွာတန်တယောက်တည်းကပဲအဲ့ဒီထူးဆန်းတဲ့အော်တန်ကိုကြားရပေမဲ့ဘာဖြစ်နေမှမသိဘူးသူမငင်းငိုင်နေတော့ကောင်းကင်ပြပြကြီးကရုတ်တရက်မောင်မဲသွားတယ်လေကလည်းပြင်းထန်စွာတိုက်ခတ်လာတယ်ကားကတောင်ကုန်းကထွက်ချင်းမှာမိုးကြီးရွာသွန်းလာတဲ့ကင်မင်းကြီးရဲ့အမြင်ရတော့မိုးရွာနေတော့ကူတင်းတကြုံမှုပြုလုပ်ရင်ဝိညာဉ်ကောင်းကောင်းပြန်လဲမွေးဖွားခွင့်မရနိုင်ဘူးဒါကြောင့်ကင်မင်းကြီးကအခေါင်းကိုဆေးရုံကရင်ခွဲခန်းတစ်ခုခုမှာယာယီထားပြီးရာသီဥတုတာယာမှသာရိုးပြချဖို့အကြံပြုတဲ့အင်ရှင်ကချက်ချင်းရိုးပြချခြင်းပေမဲ့သူ့အဖိုးကိုမထိခိုက်စေချင်တော့ကင်မင်းကြီးရဲ့အဆိုကိုသဘောတူလိုက်တယ်ဒီနောက်မှာအင်ရှင်ကသူ့ဆက်သွယ်မှုနဲ့အနီးနားကတီးတန့်ဆေးရုံတစ်ခုကိုရှာတွေ့ပြီးတာဝန်ရှိသူကိုငွေအနှဲငယ်ပေးကအခေါင်းကိုအခန်းထဲမှာယာယီထားဖို့ခွင့်တောင်းတယ်ဒါပေမဲ့တာဝန်ရှိသူကခေါင်းတိုင်ကိုမဖွင့်ရသေးဘူးဆိုတာသိရတော့လောဘကြီးလာပြီးဒီလိုအခေါင်းမျိုးဆိုအတွင်းမှာငွေကြေးအများကြီးရှိမယ်လို့ထင်ကအခေါင်းဖွင့်ဖို့စူးစမ်းတဲ့အချိန်မှာဟွာတန်နဲ့ဘုန်းကျွန်တို့ပြန်ရောက်လာတယ်နှစ်ယောက်သားဒီမြင်ကွင်းကိုမြင်တော့ချက်ချင်းသားစီးတယ်ဒါပေမဲ့နောက်ကျသွားပြီးအဖိုးရဲ့လိညင်ကခေါင်းတိုင်ထဲကထွက်လာတယ်ကြောက်စရာကောင်းတဲ့အမျက်ဒေါသကြောင့်တကားနားမှာရက်နေတဲ့ဟွာတန်ဟာသတိလစ်သွားခဲ့တယ်။မကြာခင်မှာပဲအမေရိကမှာနေတဲ့အင်ရှင်ရဲ့ဖခင်ဟာမိုးကြိုးပစ်တဲ့အချိန်သူ့အဖေရဲ့ခေါ်တံကိုကြားရတယ်။ငါသားတကားဖွင့်ပေးပါ။အဖေကိုခေါင်းချစရာနေရာပေးပါ။သူတကားဖွင့်လိုက်တဲ့အခါအေးဓာတ်တစ်ခုကအခန်းထဲဝင်ရောက်လာတဲ့စားပွဲပေါ်ကစားတောက်တံတွေကြားပြီးနောက်သူ့နောက်ကျောမှာအေးဆက်တဲ့ခံစားမှုကိုသိရတယ်။ငါချန်ရိတ်ခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုတော့ခံစားနေကြပြီးငါ့ကိုတော့အေးခံခိုင်းတာလားလို့ပြောပြီးရဲ့နောက်အဖိုးကသူ့သားကိုနောက်ကနေပွေပြီးသူ့ရဲ့ရင်ဘတ်ထဲကိုလက်ထက်ကနှလုံးသားကိုညှစ်ထုတ်လိုက်တယ်။ဒီအချိန်မှာပဲသူ့ဇနီးကတော့အားကစားခန်းမထဲမှာ TV ကြည့်ရင်ကခုန်နေရဲ့အဖိုးကလည်းသူ့ချွေးမနဲ့အတူကပြီးချွေးမကိုကျမ်းပြင်ပေါ်ဖိကြကအသက်ရှူမဝအောင်ညှစ်တက်လိုက်တယ်။ဟွာတန်တတိရတဲ့အခါနှာခေါင်းသွေးယိုနေပေမဲ့ပြင်းထန်တဲ့ပြဿနာတော့မရှိဘူးဟွာတန်သိတယ်အဖိုးရဲ့လိညင်ကသူ့ကလေးတွေစီသွားပြီးဒုက္ခပေးနေမှာဆိုတာဒါကြောင့်ကင်မင်းကိုကိုရီးယားမှာရှိတဲ့အင်ရှင်ကိုကာကွယ်ဖို့ပြောပြီးသူမကတော့ဘုန်းကျွန်နဲ့အခေါင်းထားတဲ့အခန်းစီသွားမယ်ပြီးတော့သူမကဘုန်းကျွန်ကိုထင်းရှုခတ်တွေကောက်ပြီးဝိညာဉ်ကိုခေါ်ဆောင်ဖို့ပြောတယ်မကောင်းဆိုးဝါးဝင်ရောက်လာတဲ့အခါမစ္စတာကွန်ကချီနှောင်ထားဖို့ပြောတယ်ပြင်ဆင်မှုတွေပြီးသွားတဲ့အခါဟွာတန်ကစီတီးရင်းနဲ့မော်ဆရာရဲ့လိညင်ဆိုတဲ့တခြင်းကိုဆိုတယ်မကြခင်မှာပဲဘုန်းကျွန်လက်ထဲကထင်းရှုခတ်တွေကျွေးကျသွားတယ်ဒါဟာမကောင်းဆိုးဝါးရဲ့ဝိညာဉ်ကသူ့ထဲဝင်ရောက်လာတာတီးတော့ဘုန်းကျွန်သူ့ကိုမလွတ်နဲ့လို့တတိပေးကမကောင်းဆိုးသူ့ညအားကိုဘာကြောင့်ဒီလောက်ဒေါသထွက်နေတာလဲပြဿနာရှိရင်ဒီမှာပြောပြမင်းရဲ့ကလေးမြေးတွေစီမသွားပါနဲ့ဒီလိုပြောတော့ဘုန်းကျွန်သွေးတွေအန်တော့ဟွာတန်ရဲ့လိညင်ခေါ်မှုကလည်းမအောင်မြင်ခဲ့ဘူးပြီးတော့ကင်မင်းကြီးကလည်းအင်ရှင်ရဲ့ဟိုတဲ့ခန်းတကားဖွင့်တဲ့အခါအင်ရှင်ကထူးဆန်းနေရဲ့ရေပိုလင်း10လုံးလောက်တောက်ပြီးသားဖြစ်နေရဲ့မြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်မြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်လို့အင်ရှင်ကဂျပန်လိုတစ်ချိန်လုံးပြောနေတာကြားရတော့ကင်မင်းကြီးတိလိုက်တဲ့အဖိုးရဲ့လိညင်ဒီမှာရောက်နေပြီဆိုတာကင်မင်းကြီးကဒီစကားရဲ့အတိတ်ဘယ်ကိုစဉ်းစားနေတော့အင်ရှင်ရဲ့လေပင်က180ဒီဂရီလှည့်သွားတယ်ပြီးတာသူ့ညအင်ဘူးခံနေရတဲ့အင်ရှင်ဘာဆက်ကငါပြောရင်းနာတယ်မြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်လို့ပြောပြီးတဲ့နောက်ကျိုးပဲ့တန်တစ်ခုကြားရကအင်ရှင်ငယ်သေးဆုံးသွားခဲ့တယ်အရာအလုံးတစ်ဖြည်းဖြည်းပျောက်ကွယ်သွားတာကိုမြင်ရတော့ကင်မင်းကြီးကမိုးရွာရွာမှရွာရွာဂယုမဆိုင်တော့ပဲအခေါင်းကိုချက်ချင်းမြုံနှံဖို့ပြောတော့အိမ်တွင်းအုပ်ချုပ်ရေးမှုကိုအမေရိကမှာရှိတဲ့အင်ရှင်ရဲ့မိသားစုစီဆက်သွယ်ပြီးအယိုးပြချဖို့သဘောတူခွင့်တောင်းဖို့ပြောတယ်ဒါပေမဲ့အင်ရှင်ရဲ့ဖခင်လည်းဖိုးရဲ့လက်ချက်နဲ့တည်ဆုံးသွားတော့အိမ်တွင်းအုပ်ချုပ်ရေးမှုကဆက်သွယ်လို့မရဘူးကံကောင်းကျင်တော့အင်ရှင်ရဲ့ဇနီးမှာတော့ဘာမှမဖြစ်သေးဘူးသူ့ဖခင်လည်းအဖိုးရဲ့လက်ချက်နဲ့တည်ဆုံးရတယ်ဆိုတာသိရတော့ချက်ချင်းရိုးပြချဖို့သဘောတူလိုက်တယ်ဒီအချိန်မှာပဲအဖိုးကလည်းကလေးစီရောက်လာခဲ့တယ်သူကကြံရစ်သူတဦးတည်းကိုဒုက္ခပေးဖို့လာခဲ့တာမို့ကလေးရဲ့ရင်ဘတ်ပေါ်လက်တင်လိုက်တဲ့အသက်ရှူနှုံးချက်ချင်းပြောင်းသွားတယ်ဒါပေမဲ့ကိုရီးယားမှာရှိတဲ့အခေါင်းကိုစတင်အယိုးပြချလိုက်တဲ့အတွက်မကောင်းဆိုးသူ့အဖိုးဟာချက်ချင်းပျောက်ကွယ်သွားတယ်ဒီနောက်ပိုင်းမှာအင်ရှင်ရဲ့ဇနီးမှာဘာမှမဖြစ်တော့ပဲကလေးကလည်းပုံမှန်ပြန်ဖြစ်သွားတယ်ကင်မင်းကြီးကတော့အရာအလုံးပြီးဆုံးသွားပြီလို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲပိုကြောက်စရာကောင်းတဲ့အရာတစ်ခုကသူ့ကိုရင်ဆိုင်ဖို့စောင့်နေရဲ့အနီရောင်မျိုးကိုတတ်လိုက်တဲ့သူဟာသူအိမ်ပြန်ရောက်တဲ့အခါနေမကောင်းဖြစ်ရတာဆေးရုံပြကြည့်ပေမဲ့အရာအလုံးပုံမှန်ပဲဒါပေမဲ့ဘာကြောင့်မျက်စိထောင်တွေကသွေးယိုနေမှမသိဘူးဘ ഹു တုဒကျွဲတူးညတဲ့ကင်မင်းကြီးကချက်ချင်းရှာဖွေပြီးတိရတဲ့မျိုးဟာဂျပန်နိုင်ငံကိုဝေးလံတဲ့အမျိုးသမီးတယောက်ရဲ့ကျိန်စာဖြစ်တယ်ဘသူကိုမဆိုကြုံရင်ပြင်းထန်စွာနာမကျန်းဖြစ်စေတယ်သူကစုံဖြတ်လိုက်ပြီးအဲ့ဒီမျိုးကိုပြန်ရှာပြီးအလူရဲ့အသက်ကိုကယ်နိုင်မယ်လို့ထင်တာတင်းချိုင်းကိုသွားပြန်ရှာတဲ့အခါတနိုင်ကတစ်ခုခုကိုထိမိတယ်လို့ခံစားရတယ်ကင်မင်းကြီးတွေ့ရှိလိုက်တာကအခေါင်းနောက်ထပ်ရှိနေသေးတာပဲဒီလိုမျိုးကင်မင်းကြီးကြုံဘူးပေမဲ့ခုတွေ့တဲ့အခေါင်းကဒီတခါတော့ထောင်မက်နေရဲ့
ဒါဟာကင်မင်းကြီးပထမဆုံးအကြိမ်မြင်ရတာဖြစ်တော့သူ့ရဲ့အဖွဲ့သားတွေကိုချက်ချင်းခေါ်ကအခေါင်းတစ်ဝက်တူးပြီးရဲ့အခါအပြင်ဘက်မှာတန်ကြိုးရမ်းတွေအများကြီးရှိနေတာတွေ့ရတယ်အပြင်ဘက်ကလူတွေမဖွင့်နိုင်အောင်လားအတွင်းကအရာတစ်ခုခုထွက်မသွားအောင်လုပ်ထားတာလားဆိုတာမသိဘူးပိုးကြောက်စရာကောင်းတာကအခေါင်းကိုတူးထုတ်လိုက်တဲ့အခါဒီအခေါင်းက3 မီတာနီးပါးရှည်နေတာပဲဒီအခေါင်းကရန်ထူးဆန်းပေမဲ့အခုတော့ဘာကိုမှယူမဆိုင်နိုင်တော့ဘူးဘာလို့လဲဆိုတော့နောက်ကျသွားပြီမို့အခေါင်းကိုတောင်အောက်ချခိုင်းပြီးအနီးနားကကြားကြောင်းလေးတစ်ခုကိုရှာပြီးတဲခိုခဲ့တယ်ကင်မင်းကြီးကအားလုံးကိုအခေါင်းကိုတောင်ထဲထားဖို့ပြောပြီးမထင်မှတ်တဲ့အရာတွေမဖြစ်အောင်အခေါင်းပတ်လည်မှာဆန်ဖြန်းပြီးမြင်းသွေးနဲ့လည်းပတ်လောင်းခဲ့တယ်။အင်ရှင်ရဲ့ဇနီးဒီမှာရောက်လာတဲ့အခါသူမရဲ့အဖေကူမှာဘာကြောင့်နောက်ထပ်အခေါင်းတစ်ခုရှိနေမှန်းမသိဘူးနောက်ဆုံးမှာတော့ကင်မင်းကြီးရဲ့မေးခွန်းတွေအရသူမကသူ့အဖေနဲ့ဂျပန်မိသားစုတပ်ပုံတစ်ပုံကိုထုတ်ပြတယ်။သူမပြောတယ်သူ့အဖိုးအတွက်ကူနေရရွေးချယ်ပေးသူကမြေခွေးလို့ခေါ်တဲ့ဂျပန်နိုင်ငံမှာနာမည်ကြီးရှေးရိုးဆရာတစ်ယောက်ဖြစ်တယ်။ဒီစကားကြားတော့ကင်မင်းကြီးချက်ချင်းသတိရလိုက်ပြီးအင်ရှင်မသေးခင်ကပြောခဲ့တဲ့စကားမြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်ဆိုတာကအခုတော့မြေခွေးဆိုတာရှေးရိုးဆရာဆိုတာသိရပြီးကျန်တဲ့အပေါ့ကဘာကိုဆိုလိုကလည်းတွေးနေခဲ့တယ်ကင်မင်းကြီးကိုဒီအခေါင်းကိုကင်တွေဖြည့်ရှင်းပေးဖို့တောင်းဆိုပြီးသူတို့ကိုငွေပေးချေမယ်လို့ကတိပေးခဲ့တယ်မနက်မိုးလင်းရင်ခေါင်းတိုင်ကိုအယိုးပြကြမယ်လို့ထမင်းစားကြတယ်ကျောင်းထိုင်ဆရာတော်ရဲ့စကားကြောင့်ဒီနေရာမှာတစ်ချိန်ကကူတင်းချိုင်ဖောက်ထွင်းတဲ့အဖွဲ့တစ်ဖွဲ့ရှိခဲ့တယ်သူတို့ရဲ့ရည်ရွယ်ချက်ကတောင်ထိပ်မှာနမီမဲ့ကူတင်းချိုင်တွေအဓိကဖြစ်ပြီးဒီကူတင်းချိုင်ကရန်ထူးဆန်းပေမဲ့ကင်မင်းကြီးကထပ်မစင်းစားတော့ပဲမနှက်ကြရင်အခေါင်းကိုရိုးပြကြပြီးတာနဲ့သူတို့ချက်ချင်းထွက်ခွာသွားမှာပဲလို့တွေးရင်အိပ်ပျော်သွားခဲ့တယ်။အားလုံးအိပ်ပျော်နေတော့ဘုံကြုံအိမ်မက်ထဲမှာဆရာတော်ကသူ့ပေါ်မှာရက်နေပြီးသူ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုမကောင်းဆိုးဝါးကချိတ်ဆွဲထားတယ်လို့အဆက်မပြတ်ပြောနေရဲ့လက်နိုးတော့မတင်ကာဖြစ်တာမို့ဆရာတော်ကိုရှာဖို့သွားတယ်ဒါပေမဲ့အခန်းထဲမှာမရှိတာကိုတွေ့ရပြီးတခုခုမှားယွင်းနေရဆိုတာသိရတော့ကားထဲအိတ်နေရဲ့ဟွာတန်ကိုသွားနိုးရဲ့သူကအခေါင်းကိုစစ်ဆေးခြင်းတယ်လို့ပြောတော့ဟွာတန်ထဖို့စူးစမ်းတဲ့အချိန်မှာသူ့အဖွားရဲ့လိညင်ကသူ့လက်ကိုဆွဲထားကအန္တရာယ်ရှိတယ်လို့ပြောတယ်သူ့အဖွားကလည်းမော်ဆရာမတယောက်ဖြစ်ပြီးသူမသေးဆုံးပြီးနောက်ဟွာတန်နားမှာအမြဲရှိနေရဲ့ဒါပေမဲ့ဟွာတန်ကဘုံကျွန်တယောက်တည်းဒီအန္တရာယ်ကိုရင်ဆိုင်ခွင့်မပေးခြင်းဘူးနှစ်ယောက်သားကိုတောင်စီရောက်တဲ့အခါအခေါင်းကိုတစုံတယောက်ကဖွင့်ထားတာတွေ့ရတယ်ဆန်နဲ့မြင်းသွေးရှိနေတော့အတွင်းကမကောင်းဆိုးဝါးထွက်ပြေးသွားတာတေးကြတယ်ဆရာကြီးရဲ့ခန္ဓာကိုယ်လည်းဘေးမှာရှိနေရဲ့ဟွာတန်မြင်တော့ချက်ချင်းအဖွဲ့ကိုနိုးစေပြီးသူမကဘာဖြစ်သွားလဲဆိုတာစစ်ဆေးဖို့ကြံခဲ့တယ်ပထမဆုံးအနေနဲ့သူမကအခေါင်းထဲမှာဥထုတ်တစ်ခုတွေ့ရပြီးတော့တကားအပြင်ဘက်ကရိတ်တစ်ခုကိုမြင်မှသူမကယူတဆိုင်အပြင်ထွက်ကြည့်ဖို့ကြိုးစားတော့အရက်2 မီတာထက်မြင့်တဲ့လူရိတ်တစ်ခုကအပြင်ဘက်မှာရက်နေတာကိုတွေ့ရတယ်တကားဖွင့်လာပြီးမင်းကလူလားငါဒီမှာငါဥထုတ်ကြံခဲ့တယ်မင်းကလူလားငါရဲ့လက်အောက်ငယ်သားလားလို့မေးတော့ကြောက်ကြောက်လန့်လန့်နဲ့လက်အောက်ငယ်သားပါလို့ဖြေတော့ငါအတွက်စားစရာပြင်ဆင်ပြီးပြီလားမေးကရန်သူရဲ့ခေါင်းကိုယူလာတယ်လို့ပြောပြီးလူခေါင်းပစ်ချလိုက်တယ်ပြန်မဖြေနိုင်ခင်မှာမင်းသခင်ရဲ့စကားကိုမကြားရဘူးလားလို့ဒေါသတာကြီးပြောတော့ဟွာတန်ကဂျပန်လိုပြင်ဆင်ထားပါမယ်လို့မကောင်းဆိုးဝါးနဲ့စကားပြောခဲ့ပေမဲ့ဟွာတန်ငင်းငိုင်နေတော့မကောင်းဆိုးဝါးကအိမ်ရဲ့အမိုးပေါ်မှာရက်နေတာကိုမြင်ရတယ်မင်းကလူသားပဲလို့ဆိုကမကောင်းဆိုးဝါးကစတင်တိုက်ခိုက်တော့ဟွာတန်ကြောက်လန့်ပြီးတကားကိုတွန်းထုတ်ကထွက်ပြေးတယ်ဘုံကြုံကအတန်ကြားတော့လိုက်ကသူကတန်တန်ကိုတုံးပြီးမကောင်းဆိုးဝါးကိုထိုးတယ်ဒါပေမဲ့မကောင်းဆိုးဝါးမှာကာကွယ်ရေးတန်ခမောက်ရှိနေရဲ့အပြင်သူ့အရက်အမောင်းကမြင့်မားနေတော့ဘုံကြုံဟာအခုအချိန်မှာအရန်သေးငယ်နေတယ်လို့ဖြစ်နေတယ်ထွက်ပြေးရင်ဟွာတန်မတုတ်ပြန်နိုင်သေးခင်မှာဘုံကြုံကိုမကောင်းဆိုးဝါးကထိန်းချုပ်လိုက်တယ်ပြီးတော့သူ့လက်ကိုဘုံကြုံရဲ့ဝမ်းပိုက်ထဲထည့်လိုက်တယ်ပတ်တူညအန်ဂျင်ကစေဒီပူထိုးရီတို့ကိုမြင်ပြီးမကောင်းဆိုးဝါးကကောင်းကင်ပတ်တိုးကြီးကလက်အုပ်ချီပြီးသူ့ပါဆက်ကစားသားရွတ်ဖက်ခဲ့တယ်မကြခင်မှာသူ့ခန္ဓာကိုယ်ကမီးချံတောက်လာပြီးမီးလုံးတစ်လုံးဖြစ်ကကောင်းကင်မှာအဝိုင်းလိုက်စစ်တင်ပြန်တန်းတယ်သူ့တင်းချိုင်ကိုပြန်တန်းရှာဖွေတော့တယ်ဘုံကြုံသေးလူနီးပါးဖြစ်နေတာကိုမြင်ရတော့အားလုံးကသူ့ကိုချက်ချင်းစေးယုံပို့တယ်အရေးပေါ်ကုစားပြီးနောက်ပိုင်းဆရာဝန်ကဘုံကြုံအတွက်အသက်ရှင်အောင်ကယ်တင်ပေးနိုင်ခဲ့ပေမဲ့သူ့ရဲ့အင်္ဂါတွေနဲ့အသက်ကိုထိခိုက်ခံရတဲ့အတွက်ဆေးရုံမှာထက်နေရဦးမယ်ဒါပေမဲ့ခါယိုဆိုရဲ့စကားလုံးနှလုံးကြားပြီးနောက်ကင်မင်းကြီးကနန်ရန်ပေါ်ကဓာတ်ပုံကိုတတိယလိုက်တယ်ဒုတိယကဘာစစ်အပြီးမြောက်ကိုရီးယားကိုခါယိုလို့ခေါ်တယ်ကင်မင်းကြီးရုတ်တရက်အရာတစ်ခုခုသိမြင်လိုက်ပြီးချက်ချင်းကားမောင်းကအခြားအိမ်ရှင်စီသွားခဲ့တယ်ရှာဖွေကြည့်တော့ဂူတင်းချိုင်းဖောက်အဖွဲ့သုံးတဲ့ကိရိယာတွေကိုတွေ့ရတယ်မှတ်တမ်းကိုရှာတွေ့ပြီးစစ်ဆေးနေစဉ်ဓာတ်ပုံတစ်ပုံနောက်ကျောမှာသူတို့အဖွဲ့ကိုတန်သွေးမျိုးစားလို့ခေါ်တယ်မှတ်တမ်းတွေကအကြောင်းအရာကြောင့်မြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်ဆိုရဲစကားရဲ့အတိတ်ပဲအမှန်ကိုကင်မင်းကြီးနားလည်သွားတယ်ပြီးတော့နမီမဲ့ဂူတင်းချိုင်းစီပြန်သွားပြီးအတွင်းကဒါတစင်တူးဖော်ခြင်းနေတယ်ဒါပေမဲ့မမျော်လင့်ပဲတူးပြီးရဲ့အခါကင်မင်းကြီးမြင်ရတယ်မကောင်းဆိုးဝါးကတိမှာပြန်ရောက်နေပြီးဒါကသူ့ကိုကြောက်အောက်လန့်စေပေမဲ့မကောင်းဆိုးဝါးကသူ့ကိုဘာမှမလုပ်နိုင်တော့ဘူးအိမ်ပြန်ရောက်တဲ့အခါကင်မင်းကြီးကအားလုံးကိုခေါ်ပြီးပြောပြခဲ့တယ်ကိုရီးယားကျွန်းဆွယ်မခွဲခြားသေးခင်ကဒီမြေဟာကြားပုံစံရှိတယ်ဒါပေမဲ့ကြောက်တိုင်မှာထွင်းထားတဲ့နေရာကကြားရဲ့ခါဖြစ်တယ်ဂျပန်ရဲ့ရှေးရိုးပညာကကြားရဲ့ခါလယ်မှာတနိုင်တတိုင်ထိုးထားတဲ့ရည်ရွယ်ချက်က
ကျွန်းဆွယ်တစ်ခုလုံးရဲ့ကံကြမ္မာကိုတတ်ဖို့ဖြစ်တယ်လို့ကင်မင်းကြီးပြောခဲ့တယ်။ဒါဟာမြေခွေးကကြားရဲ့ခါကိုကိုက်ဖြတ်တယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ပဲ။အဲ့ဒီတုန်းကအုတ်ကူဖောက်အဖွဲ့ကဂျပန်ရဲ့အကြံစီကိုရှာဖွေတွေ့ရှိခဲ့ပြီးသူတို့ကနီးနားကဘုရားကျောင်းမှာနေကတနင်္ဂနွေကိုဖယ်ရှားဖို့အခွင့်ရေးရှာခဲ့ကြတယ်။မကောင်းဆိုးဝါးရဲ့တာဝန်ကတနင်္ဂနွေကိုကာကွယ်ဖို့ဖြစ်တယ်။တနင်္ဂနွေကိုမဖယ်ရှားနိုင်ရင်မြောက်ရဲ့တောင်ကိုရီးယားခွဲခြားပြီးတာနဲ့မကြခင်ပျက်စီးသွားလိမ့်မယ်။လူတိုင်းရဲ့အနာဂတ်အတွက်တနင်္ဂနွေကိုဆွဲထုတ်ဖို့လိုတဲ့ဆွဲနှုတ်ပြီးရင်တနင်္ဂနွေကိုကာကွယ်နေရဲ့မကောင်းဆိုးဝါးလဲတဘာဝအတိုင်းပျက်စီးသွားလိမ့်မယ်။ကင်မင်းကြီးရဲ့သဘောထားကရမ်းခိုင်မာတာကိုမြင်ရတော့ဟွာတန်နဲ့ရောင်းကုန်တို့ကကင်မင်းကြီးကိုနောက်ဆုံးတော့သဘောတူလိုက်ကြတယ်။ဟွာတန်ကသူမကောင်းဆိုးဝါးကိုမနိုင်ပေမဲ့တနာရီကြာထိမ့်သိမ်းထားနိုင်မဲ့နေလန်းရှိတယ်အချိန်ဆွဲထားနိုင်တယ်လို့ပြောပြီးဟွာတန်ကခန္ဓာကိုယ်ကိုမကောင်းဆိုးဝါးရန်ကကာကွယ်ဖို့စာသားတွေကိုလည်းရေးတယ်။သူတို့တွေတောင်ပေါ်ရောက်တဲ့အခါမှောင်နေပြီးမကောင်းဆိုးဝါးကြိုက်နှစ်သက်တဲ့ငါးကိုတွင်းထဲပစ်ချကတစ်ပင်အိုးတစ်ပင်စီကိုလမ်းကြောင်းဖြစ်အသုံးပြုခဲ့ကြတယ်။ညနေနာရီရောက်တဲ့အခါမြေကြီးထဲကနေလက်ကြီးတစ်ချောင်းထွက်ပေါ်လာတယ်။ဒီလက်ကလမ်းကြောင်းပေါ်ကငါးတွေကိုကောက်ယူပြီးပါဆက်ထဲထည့်သွားတယ်။ဟွာတန်မြင်တော့ချက်ချင်းကြိုပြင်ဆင်ထားတဲ့မျက်ခြောက်တွေကိုမိရှို့ပြီးတစ်ပင်အိုထဲတိတ်ထည့်လိုက်တယ်။ဒီအခါမိခိုးဖြူရောင်တွေနေရာအနှံ့လွင့်ထွက်သွားပြီးမကောင်းဆိုးဝါးကတစ်ပင်အိုရှေ့ရောက်တဲ့အခါဖျားเจ้าမှာပျောက်ဆုံးနေတဲ့တူဦးထုတ်ကိုတွေးလိုက်ရတယ်ပြီးတော့တစ်ပင်ကစကားပြောတန်ကိုကြားလိုက်ရတယ်။တကယ်တော့ဟွာတန်ကတစ်ပင်အဖြစ်ဟန်ဆောင်ပြီးစကားပြောနေတာပါ။ငါတောင်ကိုဒီလိုလာလဲတာဝမ်းသာပါတယ်။ဒီတောင်ဟာလူတွေရဲ့တောင်ပါ။မကောင်းဆိုးဝါးကဒါဆိုပါကြောင့်တင်းနဲ့တန်တွေဓာတ်တန်တွေမကြားရတာလဲ။မဟုတ်ပါဘူးစစ်ပွဲပြီးသွားပါပြီ။မဟုတ်ဘူးငါတို့ရဲ့တိုက်ပွဲမပြီးသေးဘူး။ဟွာတန်စကားပြောနေချိန်မှာပဲကင်မင်းနဲ့ရောင်းကုန်တို့ကတွင်းထဲခုန်ဆင်းသွားပြီးစတင်တူးဖော်ကြတယ်။ဟွာတန်ဘက်မှာစကားဆက်ပြောရင်းမကောင်းဆိုးဝါးဟာဒုတိယကမ္ဘာစစ်အတုံးကစစ်တီတော်1000ကျော်ရဲ့စစ်ဦးစီးချုပ်ကြီးဖြစ်ခဲ့ရဆိုတာသိရတယ်။သူတည်ဆုံးပြီးနောက်မြေခွေးဆရာကသူ့ခန္ဓာကိုယ်ကိုအခြားဗိုလ်ချုပ်တွေရဲ့အစိတ်အပိုင်းတွေနဲ့ပေါင်းဆက်ပြီးဓာတ်ရှည်တစ်ချောင်းနဲ့ထိုးသွင်းကအကြီးဆုံးဗိုလ်ချုပ်ရဲ့ခေါင်းကိုသူ့ခန္ဓာကိုယ်မှာအတင်းရက်ဆက်ချုပ်တက်ထားတဲ့နောက်ဆုံးမှာမြေခွေးဆရာကသူ့ကိုဂျပန်ရဲ့အပြင်းထန်ဆုံးမကောင်းဆိုးဝါးအဖြစ်ဖန်တီးပြီးအခေါင်းထဲထာဝရအသက်သွင်းခဲ့တဲ့ရည်ရွယ်ချက်ကကိုရီးယားရဲ့ကံကြမ္မာကိုတဖြည်းဖြည်းချိုးနှိမ်ဖို့ပဲကင်မင်းရှာနေရဲ့တနိုင်ဆိုတာကမကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲမှာစိုက်ထားတဲ့ဓာတ်ပဲဖြစ်ပြီးအင်ရှင်အဖိုးကိုဒီမှာမြုပ်နှံထားတာကတော့မြေခွေးဆရာရဲ့မျက်လှည့်ပဲဖြစ်တယ်။မစ္စတာဂွန်ကနာရီဝက်ကျော်တူးနေပေမဲ့တနိုင်ကိုမတွေ့သေးဘူးဒါကြောင့်ဟွာတန်ဘေးကင်းရဲ့လားဆိုပြီးကြည့်ဖို့အပြင်ကိုတက်လာတဲ့ကင်မင်းကတော့ဘာမှမသိသေးပဲတနိုင်ကိုဇွဲနဲ့ဆက်တူးနေရဲ့ဒီအချိန်မှာပဲဟွာတန်ကိုမကောင်းဆိုးဝါးကရှာတွေ့သွားတယ်ဟွာတန်ကဒီနေရာမှာအသက်ဆုံးရှုံးရတော့မယ်လို့ထင်နေချိန်မှာသူ့အဖွားရဲ့ဝိညာဉ်ကရုတ်တရက်ပေါ်လာပြီးမကောင်းဆိုးဝါးကိုရင်ဆိုင်တိုက်ခိုက်တဲ့ဟွာတန်မြင်တော့ချက်ချင်းနေရာကနေထွက်ပြေးခဲ့တယ်။ဝိညာဉ်နှစ်ကောင်တိုက်ခိုက်နေတော့မကောင်းဆိုးဝါးကဂူတင်းချိုင်းထဲမှာတစုံတယောက်ရှိနေရဲ့ဆိုတာခံစားမိသွားပြီးမီးဟုံးတောက်နေတဲ့မီးလုံးတစ်လုံးအတွင်ပြောင်းကကောင်းကင်ကိုပြန်တက်သွားတယ်မစ္စတာဂွန်နဲ့ဟွာတန်တို့ကြောက်လန့်တကြားဂူတင်းချိုင်းစီပြေးလာပေမဲ့ကင်မင်းကတော့မရက်မနာဆက်တူးနေတော့ပဲကောင်းကင်ကမီးလုံးကိုမြင်တော့ခဏတာချက်ချင်းတုံလှုပ်သွားတယ်မစ္စတာဂွန်ကအော်ဟစ်နေပေမဲ့ကင်မင်းကလှုပ်ရှားမှုမရှိတော့ဘူးပြီးတော့မီးလုံးကမြေကြီးထဲကိုတိုက်ရိုက်ထိုးဆင်းသွားပြီးဒီကိုလားငါလက်အောက်ငယ်သားဖြစ်ချင်သလားဒါမှမဟုတ်မင်းရဲ့အသေးကိုပေးချင်သလားကင်မင်းကဘာမှမပြောနိုင်ခင်မှာပဲမကောင်းဆိုးဝါးကသူ့ဝမ်းပိုက်ထဲကိုလက်ချောင်းတွေထိုးသွင်းပြီးဆွဲထုတ်လိုက်တဲ့ဟွာတန်မြင်တော့သူမကြိုပြင်ထားတဲ့မြင်းသွေးကိုမကောင်းဆိုးဝါးအပေါ်လောင်းချလိုက်တဲ့မကောင်းဆိုးဝါးကိုမြင်းသွေးဖုံးလွှမ်းသွားရေးပါမယ်မြင်းသွေးဟာမကောင်းဆိုးဝါးကိုထိခိုက်စေနိုင်ပေမဲ့တက်လို့တော့မရဘူးဆိုတာဟွာတမမသိခဲ့ဘူးနှစ်ယောက်သားကင်မင်းရဲ့တန်ရာကိုစစ်ဆေးနေချိန်မှာမကောင်းဆိုးဝါးကနောက်ကနေပြန်ဝင်ရောက်တိုက်ခိုက်တယ်သူတို့၃ယောက်ကိုကြက်တွေလိုအလွယ်တကူကင်တွယ်လိုက်ပြီး၃ယောက်သားအသက်ဆုံးရှုံးတော့မဲ့အချိန်မှာဟွာတန်ကနောက်ဆုံးစကားတစ်ခုပြောလိုက်တယ်တန်တိုင်ကမကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲမှာကင်မင်းကြားတော့ချက်ချင်းနိုးထလာတယ်မကောင်းဆိုးဝါးကိုတန်တိုင်နဲ့ဖန်တီးထားပြီးမီးလုံးအတွင်ပြောင်းတာကိုဒါဆိုသူ့ကုံတတိဟာမီးကုံတတိဖြစ်နေမယ်မီးကိုရေပါတဲ့တစ်သားနဲ့သာအနိုင်ယူနိုင်တယ်လို့တွေးပြီးကင်မင်းကသူ့ခန္ဓာကိုယ်ပေါ်မြင်းသွေးလူပြီးတစ်တုံးကိုကင်ကမကောင်းဆိုးဝါးရဲ့နောက်ကျောကိုရိုက်နှက်လိုက်တယ်ရိုက်လိုက်တာနဲ့မကောင်းဆိုးဝါးကပြင်းထန်စွာနာကျင်သွားပြီးဒီလိုကြိုးတက်ရောက်မှုကိုမြင်တော့ကင်မင်းကနောက်ထပ်တစ်ချက်ထပ်ရိုက်လိုက်တယ်မကောင်းဆိုးဝါးကဆက်နာကျင်နေရဲ့ကင်မင်းကနောက်ဆုံးစွမ်းအားလုံးကိုသုံးပြီးစိတ်ဓာတ်အပြည့်နဲ့မကောင်းဆိုးဝါးကိုနှစ်ပိုင်းဖြတ်ပစ်လိုက်တယ်ဒီအသက်ကြီးရဲ့လူကအသက်ဆွန့်ပြီးဒီလောက်တောင်ခိုင်မာနိုင်သေးတယ်ဆိုတာကိုလေးစားသွားကြတယ်နောက်ပိုင်းမှာကင်မင်းကိုအရေးပေါ်ကုသမှုခံယူကအသက်ရှင်တန်ခဲ့ပြီးဘုံကြုံနဲ့အတူဆေးရုံမှာပဲခုတင်ချင်းရှင်ပြီးကုသခံခဲ့ရတယ်ဒီဖြစ်ပျက်ခဲ့တဲ့လူတက်မှုတွေကိုတော့ရဲတွေကတောထဲကဝက်ဝံတွေကြောင့်လို့ယူဆလိုက်ကြတော့တယ်